ကောက်ကနေပတ်တရားကိုဘတ်ကားစီးပြီးတော့မှပဲသွားမှာဖြစ်ပါတယ်။ online ကနေ booking လုပ်ထားတဲ့အတွက်ကြောင့်မလို့ကောင်တာမှာလက်မှတ်လဲရုံပါပဲ။ဘတ်ကားထွက်မဲ့အချိန်ရောက်လို့ရှိရင်လမ်းညွှန်ပေးပါတယ်။ဘတ်ကားကတော့133ဘတ်ပါ။9နာရီခွဲမှာစပြီးတော့မှထွက်ခဲ့ပါတယ်။2နိုင်လောက်စီးပြီးတော့မှပဲ7ခွဲလောက်မှာဆိုရင်ပတ်တရားရဲ့ဘတ်ကားမတိုင်ကိုရောက်လာပါပြီ။ဘတ်ကားမတိုင်ကနေတဆင့်ဓာတ်စီနဲ့တဲမဲနေရာကိုလာခဲ့ပါတယ်။ဒါကတော့တဲမဲနေရာကိုသွားတဲ့ချိန်မှာရိုက်ထားတာပါ။ပတ်တရားကထင်တာထက်ကိုစီကားပြီးတော့မှပဲမြို့လေကြီးပါတယ်။အရင်ဆုံးတဲမဲနေရာမှာချက်ခင်လုပ်ပြီးတော့မှပဲနေ့လည်စာစားပါတယ်။နေ့လည်စာစားပြီးတော့မှကျွန်တော်တို့လာခဲ့တဲ့နေရာကတော့မြန်မာဗဟုပညာရှင်တွေပါဝင်တည်ဆောက်ထားတဲ့ဆိုတဲ့ပြားတိုက်လေးပါ။နေ့လယ်1:45လောက်မှာရောက်ပါတယ်။ဒါလည်း online ကနေ booking လုပ်ထားတဲ့အတွက်ကြောင့်မို့လို့ဒီရဲ့ကောင်တာမှာ ticket နဲ့ပြန်လဲရပါတယ်။ဝင်ကြီးရတော့ဘတ်900ပေးရတယ်။ကျွန်တော်က Trade.com ကနေဝယ်လိုက်တဲ့အတွက်ကြောင့်မို့လို့450ဘတ်နဲ့50ဘတ်ကသက်သာတော့ပါတယ်။ဒီကိုရောက်ချင်းကိုပဲအဝေးကနေမြင်လိုက်တာနဲ့ကိုပဲအရန်ကိုမိုက်ပါတယ်။မြန်မာပြည်ကပပူးလက်ရာတွေနဲ့လည်းဆင်ပါတယ်ဒါကြောင့်မို့လို့ကြည့်လိုက်လို့ရှိရင်ကိုပဲမြန်မာရောက်သွားလို့ပဲခံစားနေရမယ့်နေရာလေးပါဒီမှာတော့ရောက်ချင်းတန်းဝင်လို့တော့မရဘူးသူကကျတော့ guide ရှိပါတယ် guide ကရှင်းပြပေးရပေါ့နော်ဒီမှာဆိုလို့ရှိရင်ကိုရီးယားတရုတ်ထိုင်းအင်္ဂလိပ်ရုရှားဂျပန်တွေလည်းရှိပါတယ်သူအချိန်နဲ့သူရှိတာပေါ့နော်ကျွန်တော်သွားတဲ့နေ့ကတော့ဂျပန် guide မရှိပါဘူးဂျပန်လူမျိုးလည်းနည်းမယ်လို့ထင်ပါတယ်အစားတော့အင်္ဂလိပ် guide အချိန်နဲ့သွားမလို့ပါပဲအဖွဲထဲမှာတရုတ်လိုရတဲ့လူလည်းပါတဲ့အတွက်ကြောင့်မလို့တရုတ် guide အချိန်နဲ့သွားလိုက်ပါတယ်တရုတ်ကတော့နည်းနည်းလေးစောတဲ့အတွက်ကြောင့်မလို့ပါသူကဒီလိုအုတ်ထုတ်လေးပေးလာပါတယ်ဒီအုတ်ထုတ်လေးကိုစောင်းရပါတယ်ဘေးအန္တရာယ်ကင်းဖို့အတွက်ပါစောင်းဝင်တဲ့ချိန်မှာ guide ကလည်းရှင်းပြပါတယ်ကျွန်တော်တို့တွေစောင်းဝင်ပါပြီကျွန်တော်တို့တွေစောင်းဝင်တဲ့နေရာမှာဆိုလို့ရှိရင်တွေ့လိုက်ရတာကတော့တချို့တွေကကျွန်တော်ဒီလိုလေစီးပြီးတော့မှပဲပတ်ကြပါတယ်အဲ့ဒါလည်းတော်လေးကိုကောင်းပါတယ်ဟုတ်ကဲ့ဒါကတော့ဝင်ပေါက်ပါစောင့်ဝင်လိုက်တဲ့အချိန်မှာပဲပပူးရုပ်ထုတွေအများကြီးတွေ့ရပါတယ်အထဲကိုဝင်ချင်းတွေ့လိုက်ရတာကတော့ဒီထဲမှာပပူးတွေကိုထုလုပ်နေပါတယ်ဒီနေရာမှာအားလုံးကတစ်သားတွေနဲ့ပပူးတွေကိုထုလုပ်နေကြတာပါဘလို့ရုပ်တွေထုလုပ်နေလဲဆိုလို့ရှိရင်တော့ဖျားရုပ်ထုတွေတို့ထိုင်းရိုးရာတွေတို့နတ်တီပုံစံမျိုးပေါ့နော်အစုံမှာပဲဒီမှာထုလုပ်နေကြပါတယ်ဒီနေရာကိုတော့အစားကအကုန်လုံးပြီးစီးသွားတဲ့ပြားတိုက်တစ်ခုလိုပဲထင်နေရတာပါပုံမှန်ပြားတိုက်ဆိုလို့ရှိရင်တော့ခင်းချင်းပြားတာထားတာကိုပဲကြည့်ုံပါပဲဒီနေရာမှာတော့ပပူးတွေထုလုပ်နေတဲ့မြင်ကွင်းကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ပို့ပြီးတော့မှပဲစိတ်ဝင်စားစရာကောင်းပါတယ်guide ကတော့ရှင်းပြပေးပါတယ်တရုတ် guide ဖြစ်တဲ့အတွက်ကြောင့်မို့လို့တိတ်တောင်နားမထောင်ဖြစ်ဘူးကျွန်တော်ကတော့ဗီဒီယိုရိုက်ဖြစ်တဲ့တပုံနေရိုက်ဖြစ်ပါတယ်ဟိုဒီမှာကြည့်လိုက်တာနဲ့ဟိုပဲအရန်ကိုမိုက်နေပါပြီဒီရဲ့နေရာတော်တော်ကြီးကိုမိုက်ပါတယ်အကုန်လုံးကတစ်သားတွေနဲ့ထုလုပ်ထားတဲ့နေရာပါတကယ်ကိုအသေးစိတ်အနူးစိတ်လုပ်ထားတာပါတော်တော်ကြီးကိုပဲအနုပညာလက်ရမြောက်တဲ့အဆောက်အအုံကြီးပါပဲကျွန်တော်တို့တွေအရင်ဆုံးအပြင်ဘက်ကနေကြည့်ပါတယ်လူတွေလည်းတော်တော်များပါတယ်ဒါတယောက်ဘတ်900ဆိုလို့ရှိရင်နဲတာမဟုတ်ပါဘူးဝင်ငွေကတော့တော်တော်ကြီးကိုရမှာပါအစားတော့ဘတ်900ဆိုလို့ရှိရင်ဈေးများတယ်လို့ထင်မိမဲ့လေပေးရတဲ့ဈေးနဲ့ကိုတန်ပါတယ်အရင်ဆုံးကျွန်တော်အပြင်ဘက်ကိုခဏလေးဝင်ကြည့်နေတာပါဒါလည်းကျုံလို့ပါလို့ပဲเนาะကျွန်တော်တွေအရင်ဆုံးအပြင်ဘက်ကနေပတ်ကြည့်နေတာပါနိုင်ငံခြားခီးသွားရလည်းများပါတယ်တော်တော်များစိတ်ဝင်စားနေကြည်နေကြပါတယ်တပ်ပုံရိုက်မယ်ဆိုလို့ရှိရင်လည်းရိုက်လို့ကောင်းတဲ့နေရာတွေကြီးပါပဲအဲဒါပြီးတော့ကျွန်တော်တို့ရဲ့အထဲကိုစောင့်ဝင်ကြည့်ပါမယ်အထဲကိုစောင့်ဝင်တဲ့အခါမှာပဲဒီမှာပပူးထူနေတဲ့မြန်မာတယောက်ကိုတည်တဲ့တကြောင်မလို့မေးကြည့်နေတာပါအပြင်ကလည်းရမ်းမိုက်တယ်လို့ပဲအထဲမှာရောက်တဲ့အခါမှာပိုပြီးတော့မိုက်ပါတယ်မြင်သမျှအလုံးကပပူးတွေပါပဲဘယ်ပဲကြည့်ကြည့်ညာပဲကြည့်ကြည့်အပေါ်ပဲကြည့်ကြည့်ပပူးတွေပါပဲပပူးတွေကိုအနီးကပ်အသေးစိတ်ကိုကြည့်ခွင့်ရခဲ့ပါတယ်လုံးဝအသေးစိတ်ပါပဲနေရံမှာရောအပေါ်ကမျက်နှာချက်မှာရောဝိုးအရန်ကိုမိုက်တဲ့နေရာလေးပါပဲဒါကကျွန်တော်တို့ရဲ့ဘရင်ရဲ့ရုပ်ထုတွေပါ
အနောက်မှာလည်းတစ်ခုချင်းစီကိုပပူးတွေထုထားတာပါနောက်ပြီးတော့ဒီမှာ guide တွေရှိပါတယ် guide တွေကလည်းအမျိုးမျိုးပါကိုအဆင်ပြေတဲ့ guide နဲ့တွားနားထောင်လို့ရပါတယ်အင်္ဂလိပ် guide ရှိမယ်တရုတ် guide ရှိမယ် guide တွေကလောကရှင်းပြနေပါတယ်ဒါကတော့အပြင်ဘက်က၄မျက်နှာဖျားပုံစံမှာအပြင်ကလက်ရာတွေလည်းတော်ကြီးကိုမိုက်တယ်အထဲကလည်းမိုက်တယ်ဘယ်လိုပြောလို့ပြောမှတော့မသိတော့ပါဘူးတကယ်ပါပတ်တရားရလို့ရှိရင်ဒီနေရာကိုတွားဖြစ်အောင်တွားကြည့်ပြီးတော့မှပဲကိုယ်တိုင်ခန်းစားကြည့်ပါလို့ပဲပြောချင်ပါတယ်ကျွန်တော်ကပိတ်တဲ့ထီတောင်မှနေပြီးတော့မှပဲထိုင်ကြည့်နေနေတာပါဒါပေမဲ့၄နိုင်ကျော်လောက်တဲ့အခါမှာတော့ပြန်ပြီးတော့မှထွက်လာခဲ့ပါပြီပြန်ထွက်လာတဲ့လမ်းမှာလည်းဒါပပူးတွေထုထားပါတယ်တစ်ပင်တွေဆိုရင်လည်းအကုန်လုံးပပူးတွေလှုပ်ထားတာပေါ့နော်အဲ့ဒီမှာလည်းအကုန်လုံးမြန်မာလူမျိုးတွေကြီးပါပဲမြန်မာတန်တွေလည်းကြားနေရပါတယ်ဟုတ်ကဲ့ဒီမှာဆိုလို့ရှိရင်လည်းဓာတ်ပုံတွေပါလဲတင်ထားပါတယ်ဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေပြန်ပြီးထွက်လာပါပြီအဲ့ဒီမှာလည်းလူတွေအများကြီးတန်းစီစောင့်နေပါသေးတယ်ဟုတ်ကဲ့အဲ့ဒါပြီးတော့မှကျွန်တော်တဲမဲ့နေရာကိုလာခဲ့ပါပြီဒါကျွန်တော်တဲတဲ့ကွန်ဒိုပါဒီတစ်ခါလဲကျွန်တော်ကွန်ဒိုမှာတဲတာပါဒါကတော့မီးဝချောင်းမီးဝတွေရှိမယ်ရေခဲတတာရှိမယ်ဒါစပွဲပေါ့နော်ဒါကတော့အပြင်ရှုခင်လာတဲ့တခန်းတော့ရိုက်ဖို့မိသွားပါတယ်အဲ့ခန်းကနေဆိုလို့ရှိရင်ပင်လယ်ပါမြင်နေရပါတယ်ဒါကြတော့အိမ်နာနဲ့ရေချိုကန်နှစ်ယောက်အိတ်ကရင်တစ်ခုပါမယ်တယောက်ကကြတော့အရှိက extra bed ပေါ့နော်အမှန်တော့ဆိုဖာပါပဲဆိုဖာမှာတယောက်အိတ်ပါမယ်ခဏနာပြီးတော့မှပဲညနေစာထွက်စားပါမယ်ကျွန်တော်တို့တဲနေရာကမြို့ထဲမှာကြားတဲ့အတွက်ကြောင့်မလို့တော်တော်ကြီးကိုအဆင်ပြေပါတယ်ထွက်လိုက်တာနဲ့ကိုပဲဒါဆိုင်နေအများကြီးရှိတယ်ဒါလည်းဈေးရှိပါတယ်တော်တော်ကြီးကိုစီကားတဲ့နေရာလေးပါညနေစာစားဖို့အတွက်ကိုတော့အစားကပင်လယ်ဘက်မှာပေါ့နော်ထိုင်ရင်းနဲ့ပဲသွားစားမယ်ဆိုပြီးတော့မှပဲလှုပ်ထားတာပါဒီလိုခုံလေးတွေမှာထိုင်ပြီးတော့မှပဲမာစားမယ်ပေါ့နော်တွားကြည့်ရင်းနဲ့ပဲထိုင်ဖို့ကတိတ်အဆင်မပြေတာကျွန်တော်အဖွဲ့ကလည်းလူများတာပေါ့နော်တဲ့အတွက်ကြောင့်မို့လို့ပုံမှန်ဆိုင်မှာပဲတွားစားခဲ့ပါတယ်စားတဲ့ပုံနဲ့ဗီဒီယိုလည်းမရိုက်ထားတဲ့အတွက်ကြောင့်မို့လို့မပြတော့ပါဘူးဒါကျွန်တော်တို့စားပြီးတော့မှပဲပြန်လာနေတဲ့အချိန်လေးပါထမင်းစားပြီးတော့မှပဲကျွန်တော်တို့တွေဒီလိုဘတ်ကားစီးပြီးတော့မှပဲတာမင်နယ်21ကိုလာခဲ့ပါတယ်တာမင်နယ်21ရဲ့အရှိမလည်းတော်လေးကိုစီးပါတယ်ဈေးဆိုင်တွေရှိတယ်စားတောက်လို့ရတယ်ရှိုးဝဲလည်းရှိပါတယ်ကျွန်တော်တို့တွေကတော့ညစာစားပြီးသွားပြီဆိုတော့ဒီထဲမှာပဲပတ်ကြည့်ပါတယ်တာမင်နယ်21ထဲမှာတော့တက်ပုံရိုက်လို့ရတဲ့နေရာလေးတွေအများကြီးရှိပါတယ်ဥပမာဒါပေါ့နော်ဒီမှာ luggage တွေပုံလိုက်ကြည့်နောက်ပြီးတော့မှပဲဒီလိုတက်လေကားတွေမှာဆိုလို့ရှိရင်ဘယ်နိုင်ငံကိုသွားတဲ့ပုံစံမျိုးတို့ဒါ Paris အဆောက်အဦတို့ဒါဆိုလို့ရှိရင်လန်ဒန်သွားမယ်ပေါ့နော်အဲ့လိုမျိုးတွေတို့နောက်ပြီးတော့မှဒါလည်းဂျပန်လည်းရှိပါတယ်နိုင်ငံတကာကိုသွားတဲ့ပုံစံလေးနဲ့လောက်ထားတဲ့အတွက်ကြောင့်မို့လို့တက်ပုံရိုက်မယ်ဆိုလို့ရှိရင်လည်းတော်တော်ကြီးကိုရဲလောက်ကောင်းတဲ့နေရာလေးပါဒါမင်းနဲ့21မှာပတ်ကြည့်ပြီးတော့မှပဲပင်လဲပင်မလာတဲ့အတွက်ကြောင့်မို့လို့ပြန်มาတော့မယ်ဒီကနေပြန်တဲ့အခါမှာလဲကျွန်တော်တို့စီးခဲ့တဲ့ဘတ်စကားကိုပဲစီးပြီးတော့မှပဲပြန်လာခဲ့ပါတယ်အဲ့ဒါပြီးတော့မှပဲပတ်တရားကန်းချီနန်းလေးမှာပေါ့နော်တွားခဲ့ပါတယ်ဒါကတော့ပတ်တရားကန်းချီမှာပါဟုတ်ကဲ့ပါဒီနေ့ကတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်